哦，对上车不能蹲下哎了，啦，爸妈没留下不，这边年了对吧？就是要这边来。နေကြလဲအိမ်မရှိဘူးလေ 哦，大对面也是的，你家人家没是 ဟု 有 တ်。တယ်ဟုတ်တယ် 哦，家不啦，都路都要这边年啊，家里。那时候边嘛一个嘞，咱边嘛你嘛，你那这卡子里等下来做嘛，姑爷话不我标杯食一半喏，然后标杯啦，大杯起来，嘛路同你经理个爱来做嘛。都啊话拉边路的话，没去掉这边看你了，比如说啊，叫。 အားလုံးမင်္ဂလာပါ။ကိုကြီးလိုအဲ့တဲ့သူတွေကိုတာယာလူတွေပြတာကတကယ်ကိုဝမ်းသာပီတိဖြစ်ပြီးပါတယ်။တကယ်ကိုကိုရပါကျွန်တော်တို့ဒီဗီဒီယိုလေးကိုအစားဆုံးတူတူကကြည့်စုကြအောင်ခင်ဗျာ အင်းငယ်မရှိဘူးရလည်းမရှိဘူးတသမီးတော့ရှိတယ်သူကနေသူသွားလိုက်ကြတယ်အခုကတော့သူကဒုက္ခတွေဖြစ်တယ်ဖြားတယ်နားတယ်တွေးတူးညတယ်ဆေးပလင်းတော့တူရတယ်အဲ့ဆေးပလင်းနဲ့တူဟိုအခုမှအသက်ချင်နေတာအဲ့ကြောင့် 哦，对上车不能蹲下了， အဲ့ဒါဘာမှမလုပ်ရဘူး 这边年了对吧？ သူတယောက်သေးပဲနေတယ် နေကြလဲအိမ်မရှိဘူးလေ 哦，大对面也是的，你家人家没是有。 ဟုတ်တယ်ဟုတ်တယ် 哦，家不啦，都路都要这边年啊， ကြာပြီကြာပြီ 那时候边嘛一个嘞， တမ်းပေးမှနေမှလीနော်တခါတလေတနာလဲကျမအကူကြီးဟွာပေါ့ပြောပေးစိတ်ဒီပေါ့နော်လမ်းအောင်ပြောပေးတာဒါပဲရှိတယ်ကျမတို့သူငယ်ချင်းတွေကအဲ့ဒါကြောင့် 都啊话拉边路的话，没去掉这边看你了，比如说啊，叫。 ဟုတ်ပါတယ်ကိုကကိုလည်းမနေနိုင်တဲ့ဘဝဆိုတော့စိတ်တော့ကများလို့လေအနာခြေတော့ကကိုက်ဟေးငါမတော်ရဆိုတော့ပို့ဆူတော့ 家嘛也没讲哪家啦， ကြာပြီလေ 大对面的还没记着啦， သူတို့တွေလည်းအဝေးမှာပတ်သက်တခြားကြတယ် 那怎么巴着啦？ ပေါ့သူများအိမ်မှာကတ်နေရ 哦，对面姨妈干你呀啦。嗯。哦，你哪里来讲破呢呀？喏， ဟုတ်တယ်မျက်လုံးနဲ့လည်းဝါနေ 把路皮打来了。 လီစားလည်းမကောင်းသူများတို့ရလည်းဆက်ပလင်းတော့ဆေးတွေဆိုလည်းအဆုံးဆုံးသွန်းထားတယ်ဆိုတော့ 哦，啊，叫面哪里来破啦？喏， ဟုတ်တယ် 掉这边时候看开皮打我哩喏， ဟုတ်တယ် 现在不路路嘛来地带没成。 မတိတတ်တော့ဘူးဆရာတို့ရဲ့ စိတ်ချမ်းမသာလို့ညတဲ့ညတဲ့ငုံနေရတယ်လေအခုလည်းငုံနေရတယ်သူ 哦，这没钱打了。 တင်တာပဲအင်းဒီချံကောက်ကောက်ကြမ်းချောင်းနာချီ 哦，你大曼路讲爱些， ဒီလိုကင်းတော့ 你大曼路在古巷啊，刚爱些。 အောက်လို့အောက် 啊，东南开也开爱些么着嘞？ အောက်လို့အောက်လို့ ตะตองนะตองตองตองลีตองหาตองเช่าตองขนาดตองชิดตองกูตองตะเตงตะตองนะตองตองตองลีตองหาตองเช่าตองขนาดตองชิดตองกูตองตะเตงนะเตงตะตองนะตองแสนข้องอ่ะหมุนข้องเลยอ่ะ အေလိုအေလို เนี่ยอ่ะมวยนังใครอยากไงเรียมจ่อเลยยันในกลุ่มไปก็มาริยาชิรุรวยองก็นะกลุ่มไปเนี่ยในกลุ่มไปก็ดูชิ้นเนื้อมาดูอ่ะ အေလိုအေလိုအေလိုကျေးဇူးပါဆလို့အန်တငါမကြောပဲရတော့တကူကြောမကြောကျေးဇူးမို့ပဲတော့မယ်ရော คว้าจะเราบ่เลยเนาะ ဟုတ် จำมายีเลยมาเกาในบ่เลยเนาะซีเลยกู้ทายาสรบ่เนาะตุ้ยเลยเสไปเล่นเราตุ้ยทายาแต่จำมายีเลยมาเกาในบ่เนาะนี่เสียแล้วไม่สิတော့ปูนากัดนี่ดีนากัดนี่เนี่ยบ่เลยเนาะจำมายีเลยมาเกาในအခုလိုအစမပြေခက်ခဲဖြစ်နေတဲ့အချိန်မှာအခုလိုကူညီပေးတဲ့လူရှင်တွေလည်းကျမ်းမာပါစေချမ်းသာပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်เนาะအားလုံးစိတ်ကျမ်းမာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေမြန်မာပြည်လည်းအမြဲဆုံးအေးချမ်းပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်เนาะဟာမိခုံကြီးရော အေလိုအေလိုအေ အစင်ပြန်ဝဲဆောင်းနာရော အေလိုအေလို လောဝါစနာရောလက်ချင်းကျုပ်ကလောရနာဆိုနေ ဗီဒီယိုလေးကိုအစားဆုံးလည်းပဲကြည့်စုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာတဲ့ဗီဒီယိုလေးမှာလည်းပြန်လည်ဆုံတွေ့တဲ့ဘုရားနဲ့ channel လေးနဲ့ like ခွာလို့ချစ်ပြီးကူညီကြပါအားလုံးကျမ်းမာချမ်းသာကြပါစေလောကမှာစစ်ပေးတဲ့မိသားစုပဲစစ်ပေးပါစေလို့ကျွန်တော်ဒီနေ့လေးပြီးတော့အားလုံးတက်ဆုတောင်းပေးပါတယ်ခင်ဗျာ